မင်္ဂလာပါရှင်ရဲဘော်ခွန်အောင်ရဲ့ဒီမိုကရေစီဖေဖော်ဝါရီဆိုတဲ့ကြပြလေးတစ်ပုဒ်ကိုဖတ်ပြပေးချင်ပါတယ်14ရက်နေ့လောက်ပဲစိတ်ဝင်စားတဲ့နိုင်ငံမှာ1ရက်နေ့အမှဖုံးနေစေ12ရက်နေ့ပြက်ကလေးပေါ်မှာ13ရက်နေ့ဟာချောကလက်နဲ့ကွန်တုံးကအရေးမပါခဲ့ဘူးဘိုလ်ချုပ်ရေခင်ဗျားတို့တိုက်ယူခဲ့တဲ့ဒီမိုကရေစီကမိဘမဲ့ဂေဟာတွေပို့ပေါ်လာတယ်ပြည်တစားတွေထင်ပေါ်ကြော်ကြားလာတယ်အမိမြေရဲ့တယံဇာတနဲ့လူငယ်တွေရဲ့ဘဝတက်လန်းဟာနိုင်ငံခြားပို့ကုန်နိုင်ငံရဲ့ရိုးရာရင်ကျေးမှုအမွေအနှစ်ဟာအနောက်တိုင်းအဝတ်အစားနဲ့ဖင်လောက်ကြတာလောက်ကိုလူမနှစ်သက်ကြတော့ဘူးခမည်းတီထောင်ခဲ့တဲ့တက်မတော်ကပြည်သူတွေအတွက်အိမ်မက်ဆိုးတကူစီမဲကမ်းမဲနေသူတွေများလာတော့ခမည်းပြောသလိုဒီမိုကရေစီနဲ့ဒီနိုင်ငံဟာနိုင်ငံအဖြစ်အသွင်ပြောင်းလာတယ်ကို့တိုင်းပြည်ကိုချစ်ပါလျက်နဲ့ကို့လူမျိုးအချင်းချင်းပြန်တက်နေရတာခါသီးလုံးနေကျူပင်ခုတ်ကျူငုံမကြံနဲ့ခမည်းပေးခဲ့တဲ့အရှုပ်ထုတ်ကြီးကကျုပ်တို့ကောင်းပေါ်မှာအပြစ်တင်တာတော့မဟုတ်ရပါဘူးကိုကျုံရဲ့ခမည်းရှိနေသေးရင်ဒီမိုကရေစီဟာဒီနိုင်ငံနဲ့မတန်ဘူးလို့ခမည်းနှုတ်ကပြောမိမှာသိကြတယ်ရဲဘော်ခွန်နာ